ပါတယ်ကဲသမီးခင်လာရေသမီးတို့ရွာလေးတော့အတော်လေးဒုက္ခရောက်နေပြီကွယ်ရှင်သမီးရွာဘာဖြစ်လို့လဲအဖိုးကရောဘာတူလဲအေးအဖိုးကတော့ပေါက်ပင်ရွာရဲ့ရွာဆောင်ပုတ်ကိုပဲကွယ်အခုသမီးရွာလေးကသမီးရွာအပြင်မှာမရှိတော့တဲ့အချိန်မှာသမီးမိကိုတတ်သွားတဲ့အောက်လန်းဆရာပြန်ရောက်လာပြီးဒီရွာလုံးကိုဒုက္ခပေးနေတယ်ကွယ်ဟဲ तू ကသမီးအမေကိုတတ်သွားတယ်ဆိုရဲအောက်လန်းဆရာလားအဖိုးဟုတ်တယ်သမီးရဲ့သူကအတော်လေးစွမ်းတော့အဖိုးလည်းသူ့ကိုမနိုင်ဘူးအခုသူကတရွာလုံးကိုအောက်လန်းပညာနဲ့ပြူစားပြီးအနိုင်ကျင့်နေလို့သမီးစီအဖိုးကလာပြီးအကူအညီတောင်းရတာပါကွယ်စိတ်ချပါအဖိုး तू ကသမီးအမေကိုလည်းတတ်တဲ့အပြင်သမီးရွာကိုလည်းဒုက္ခပေးနေတာဆိုတော့သမီးအခုပဲသူ့ကိုတွားတတ်မယ်သမီးအသက်ရှင်သမျှသမီးရဲ့ရွာကိုဘယ်သူမှမထိစေရအောင်ကျေးဇူးကြီးလာပါတယ်သမီးရဲ့ဒါနဲ့သူကပညာအဆင့်အတော်လေးမြင့်နေအစားစားရရတော့ဂယူးဆိုင်ပါကွယ်ဟုတ်အဖိုးသမီးကတေလူဖြစ်နေပြီသားပါအဖိုးရဲ့သမီးမအားကိုးစရာလည်းမရှိတော့ဘူးအခုချိန်မှာသမီးရဲ့အသက်နဲ့သမီးရွာအတွက်ပေးဆက်နိုင်ရင်တန်ပါတယ်အဖိုးရဲ့ပေါက်ပင်ရွာကလေးရဲ့ညနေစည်းစာတစ်ခုမှာအနေထားရုံမြင်ကွန်းတွေကတကြီးအိမ်မှာပြည့်နှက်နေပါတယ်။ဘာလို့လဲဆိုတော့တကြီးအိမ်ချောင်းဝန်းအတွင်းမှာအောက်လန်းဆရာမဲလုံးပညာနဲ့တိုက်ထားတဲ့ဝေဒနာရှင်တွေရောက်ရှိနေခဲ့လို့ပါ။အောက်လန်းဆရာမဲလုံးကဒီရွာလေးမှာရောက်နေတာတစ်လခန့်ရှိပါပြီ။သူကရွာအောင်ရောက်ချင်မှာပဲရွာသူရွာသားတွေအကုန်လုံးကိုသူကိုယ်တိုင်ပြူစားပြီးသူကိုယ်တိုင်ပဲစေးကူပေးတယ်။ဒီလိုပဲသူပြူစားလိုက်တဲ့သူတွေကစေးဖို့မရှိတဲ့အခါကျရင်အဲ့လူကတေလူဖြစ်သွားရပါတယ်။သူရောက်တဲ့တလအတွင်းမှာပဲလူ3ယောက်တိတိစေးဖို့မရှိလို့တေဆုံးရတော့တယ်။အခုလေသူရှိတဲ့တကြီးရဲ့ channel မှာသူပြူစားထားတဲ့လူနာတွေရောက်ရှိနေပါပြီ။တချို့ကလည်းပါဇက်ထဲကနေသွေးတွေအန်ပြီးတချို့ကလည်းအသားတုံးတွေအန်ကျလာခဲ့တယ်။တရွာလုံးကလည်းသူပြူစားထားတာသိပေမဲ့လည်းကြောက်တာကြောင့်အခကျင်းငွေပေးပြီးသူ့စီကိုပြန်ကူးကြရတာပါတကြီးကိုယ်တိုင်ကလည်းအောက်လန်းဆရာမဲလုံးကိုအတော်လေးကြောက်နေရတဲ့အတွက်သူ့လုံးသမျှငြိမ်ခံနေရပါတယ်အခုဈေးကူဖို့လာတဲ့သူတွေကရောဈေးကူတာဈေးရှိရလားအောက်လန်းဆရာမဲလုံး